ဂုံးစိမ်းလို့ခေါ်ကြသူတွေအတွက်3 4ခွက်မကထုတ်ပြလိုက်တဲ့ဘာစီလိုနာအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာစီလိုနာပြီးခဲ့တဲ့နှစ်ကာလတွေမှာအခက်အခဲတွေကိုဖျက်ကျော်ခဲ့ရပြီးတော့ဘန်နာရေးချက်တဲ့ကာလတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီတော့တွင်းမှာအသင်းကန်တွေလီယိုနယ်မက်ဆီနဲ့လမ်းခွဲလိုက်ရတယ်လို့ဝါကူထိုးကြတဲ့သူတွေကြောင့်အမှောင်မိုက်ဆုံးနေရချို့ကိုလည်းဖျက်ဆီးလိုက်ရပါတယ်ဒီကြားထဲမှာဘာစီလိုနာကဘန်နာရေးကန်သက်ချက်တွေကြောင့်အလိုပြောင်းရွှေ့ခြင်းနဲ့ကစားသမားတွေအငှားကစားသမားတွေအကယ်ဒမီလူငယ်လေးတွေကိုအားကိုးပြီးတော့ဖျက်ဆီးခဲ့ရတဲ့အတွက်ဂုံးစိမ်းဆိုတဲ့နာမည်ပြောင်းကိုပါရရှိထားပါတယ်အခုတော့ဘာစီလိုနာအတွက်ရောင်နေလာတဲ့နေရက်တွေစီကိုရောက်ရှိလာပြီးတော့အပြောင်းရွှေ့ဈေးကွက်အတွင်းမှာအားလုံးကိုတကွက်ထုတ်ပြလိုက်ပါတယ်။ဘာစီလိုနာထိုးကျွန်းနဲ့လာမာစီယာအကယ်ဒမီတွေလေးတွေရဲ့စွမ်းအားအသင်းရဲ့ပုံရိပ်ကိုလေးစားပြီးတော့ကက်တလန်မီမှာခိုနာကျင်ကြတဲ့စီနီယာဇာမားတွေရဲ့မြင့်တာကြောင့်ပြီးခဲ့တဲ့ရာသီမှာပြည်တွင်းဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့တယ်လို့ဒီရာသီမှာလည်းလာလီဂါချန်ပီယံနဲ့စပိန်စူပါကပ်ချန်ပီယံဖြစ်အောင်မဲခံနိုင်ခဲ့ပါတယ်။ဘာစီလိုနာကနောက်ရာသီမှာဥရောပအောင်မြင်မှုရရှိဖို့မျှော်လင့်ထားပြီးတော့ဇာသမားတစ်တွေခေါ်ယူအားဖြစ်ဖို့အတွက်ပြင်ဆင်နေပါတယ်။အသင်းဥထာရီလာပေါ်တာကအသင်းမှာဇာသမားတစ်တွေခေါ်ယူဖို့လုံလောက်တဲ့အင်အားရှိပါတယ်လို့ပြောတော့ကဘယ်သူမှမယုံကြည်ခဲ့ကြပါဘူး။ဒါပေမဲ့အခုတော့ဘာသာသားတွေတကွက်ပြရင်လည်းအားလုံးကိုအံ့ဩစေခဲ့ပါတယ်။ဘာစီလိုနာကဘောလုံးရသည်ကုံဆုံးပြီးတော့တပတ်အတွင်းမှာဇာသမားတယောက်ကိုအပြီးသက်ခေါ်ယူလိုက်ပါတယ်။နျူကာဆယ်တောင်ပိုင်းဇာသမားလေးအန်တိုနီဂေါ်ဒန်ဟာဘာစီလိုနာကိုပြောင်းရွှေ့ဖို့သဘောတူကောင်းညှိလိုက်ပါပြီ။ပြောင်းရွှေ့ခြင်းအနေနဲ့ကနဦးယူရိုသန်း80နဲ့ထည့်ရမယ့်ပိုစုကြီးတွေပါပေါင်းလိုက်ရင်ယူရိုသန်း80ကျော်ပမာဏပေးပြီးတော့ကန်လှမ်းခဲ့တာဖြစ်ကြောင်းအပြောင်းရွှေ့တဲ့နောက်ဖာဘရီစီယိုရိုမာနိုကအတည်ပြုပေးထားပါတယ်။ဂေါ်ဒန်ကမကြခင်ဆေးစစ်ပြီးတော့ချက်ချင်းလက်မှတ်ရေးထိုးမယ်လို့သိရပါတယ်။ဂေါ်ဒန်ကိုပရီးမီးယားလိအသင်းချင်းဖြစ်တဲ့အာဆင်နယ်နဲ့လီဗာပူးကစိတ်ဝင်စားနေတယ်လို့ဂျာမန်ဘလူးဘိုင်မြင့်ကလည်းအသေးအံလိုက်လက်ချိတ်ဆက်နေတာမို့ကက်တလန်သားတွေအများလှုပ်ရှားပြီးတော့ပြိုင်မဲ့တစ်ထက်လက်ဦးမှုရယူလိုက်တာဖြစ်ပါတယ်။ဂေါ်ဒန်ကိုခေါ်လိုက်ပြီဆိုတော့မာကတ်ရက်ရှ်ဖို့ရဲ့အနာဂတ်ကဘာဖြစ်သွားပြီလဲဆိုတာစိုးရိမ်စရာဖြစ်လာပါတယ်။ရက်ရှ်ဖို့ကဘာစီလိုနာကိုပြီးခဲ့တဲ့ရာသီမှာတရားဒီငှားရောက်လာခဲ့တာပါ။ရက်ရှ်ဖို့ကမန်ယူနိုက်တက်မှာအဝေးလေကန်ဗိုင်းရပ်စ်တို့ကြော်ကြားပေမဲ့ဘာစီလိုနာကတော့စီးလုံးမှုအကြောင်းတင်ယူတတ်ခဲ့ပြီးတော့ဇာသမားကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရက်ရှ်ဖို့ကအသင်းအတွက်ကောင်းကောင်းချိုးပြုတ်ပေးနေပြီးတော့တရားဒီမှာအပြီးသက်ပြောင်းရွှေ့နိုင်မှုမျှော်လင့်ထားပါတယ်။ရက်ရှ်ဖို့ရဲ့အငှားစာချုပ်အရဘာစီလိုနာရက်ရှ်ဖို့ကိုယူရိုသန်း30နဲ့အပြီးသက်ခေါ်ယူဝင်လည်းရှိနေပါတယ်။ဘာစီလိုနာကလည်းရက်ရှ်ဖို့ကိုသဘောကျနေပြီးတော့ဂေါ်ဒန်ကိုခေါ်ပြီးရတော့ရက်ရှ်ဖို့ကိုထပ်ပြီးတော့ခေါ်ချင်နေပါသေးတယ်။ဒါပေမဲ့လည်းဘာစီလိုနာကအငှားပဲတရားဒီထပ်ခေါ်ချင်နေပြီးတော့နောက်တစ်ဘက်ကအပြီးသက်ပဲရောင်းချချင်နေပါတယ်။တခုရှိတာကရက်ရှ်ဖို့ကဘာစီလိုနာကိုအရန်ပြောင်းရွှေ့ချင်နေပြီးတော့မန်ယူနိုက်တက်ကိုမပြန်ချင်တာသိကြပါတယ်။ရက်ရှ်ဖို့ရဲ့တပတ်လောက်ခလာစာကလည်းပေါင်4သိန်းသားကတ်နေတာဆိုတော့ခေါ်ယူမဲ့တင်းကမရှိသလောက်ကိုရှားနေပါတယ်။ဒီတော့ဘာစီလိုနာကမန်ယူနိုက်တက်ကိုအငှားချချင်ချမချချင်အသင်းမှာခေါ်ထားလိုက်ဆိုတဲ့အနေအထားတွေကြောင်းဖိတ်ထားနိုင်ခဲ့ပြီးတော့တကွက်ထပ်ပြလိုက်ပါတယ်။ဘာစီလိုနာတိုက်စစ်မှုရောဘတ်လင်ဝမ်ဒေါစကီကအသင်းကနေထွက်ခွာသွားပြီဆိုတော့ဒီနေရာအတွက်ဘာစီလိုနာကအက်တလက်တီကိုမက်ဒရစ်တိုက်စစ်မှုလေဟူလီယန်အေဗရက်စ်ကိုစိတ်ဝင်စားနေပါတယ်။အေဗရက်စ်အတွက်အက်တလက်တီကိုဘက်ကပြောင်းရွှေ့ကြီးယူရိုသန်း150သတ်မှတ်ထားတာပါ။ဒီလိုဆိုတော့ဇာသမားလေးကလည်းဘာစီလိုနာကိုလာကျင်နေတဲ့အတွက်အေဗရက်စ်ကိုယ်တိုင်တောင်းဆိုရင်အက်တလက်တီကိုလည်းဘာစီလိုနာသဘောထားကိုလိုက်ရောရနိုင်ပါတယ်။ဘာစီလိုနာဈေးကွက်ထဲမှာပါနဲ့စီးမျောရင်းနဲ့လိုချင်တဲ့ပြက်မှတ်ကစားသမားတွေကိုအရခေါ်ယူနေပါတယ်။နောက်ရာသီမှာကစားသမားတစ်တွေနဲ့ဘာစီလိုနာဥရောပဘရင်ပြန်ဖြစ်လာနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။